အိမ်ပြန်ရောက်တော့ခုနကဖြစ်ခဲ့တဲ့ကိစ္စမှာသူမရဲ့ခြေချင်းဝတ်နာသွားတာသတိထားမိတယ်ဒီလောက်ကသူမအတွက်မပြောပါတော့ပါဘူးလို့ပြောလိုက်ပေမဲ့သူကတော့ဂယုတစိုက်နဲ့ရင်နွေးအိတ်ကပ်ပေးနေတယ်ပြီးတော့ဖနက်ကိုတေချာစီးပေးတယ်ထိုအခြေအနေကတယောက်နဲ့တယောက်ကြားကချစ်ချင်းမြတ်တာပို့တိုးစေတာကိုခံစားမိခဲ့ကြတယ်မနေ့ရောက်တော့သူ့အတွက်ထမင်းချိုင်လုပ်ပေးပြီးရုံးကိုကိုယ်တိုင်လိုက်ပို့တယ်ရုံးရောက်တော့အင်တာဗျူးတူတူဖြေခဲ့တဲ့မိန်းကလေးနဲ့တွေ့ပြီးအလုပ်တူတူလုပ်ရမှာဖြစ်တဲ့အတွက်ပျော်နေကြတယ်အဲ့ဒီအချိန်ရန်ချင်းရောက်လာပြီးသူမတို့ရဲ့အလုပ်မှန်သမျှကိုစုခါခါကိုခိုင်းတယ်စုခါခါလည်းဘာမှမပြောတော့ပဲအချိန်ပိုဆင်းပြီးလုပ်ပေးနေတယ်ဒီအကြောင်းကို CEO သိသွားတော့မန်နေဂျာကိုစုတယ်မန်နေဂျာလည်းသူခိုင်းတာမဟုတ်ပဲရန်ချင်းတို့ခိုင်းတာဖြစ်ကြောင်းရှင်းပြတယ်သူလည်းနောက်မှပညာပေးမယ်လို့ဆုံးဖြတ်လိုက်ပြီးစုခါခါထည့်ပေးတဲ့ထမင်းမှုကိုကြည်နူးစွာနဲ့စားနေတယ်မန်နေဂျာကတထေးရဲ့အိမ်အောင်တဲ့ဘဝကိုအားကြကြောင်းပြောတော့မင်းလည်းအစွမ်းအစရှိရင်ယူပေါ်လို့ပြောလိုက်တယ်ထို့နောက်စုခါခါရဲ့အလုပ်ခန်းထဲကိုသွားပြီးသူမကိုစနှောက်နေတယ်ပြီးတော့သူမအတွက်ကော်ဖီဝယ်လာတယ်သူမအလုပ်ပင်ပန်းနေတာကိုမကြည့်ရတော့ဆွဲရမယ်ဒီဇိုင်းမှန်သမျှသူဆွဲပေးမယ်ဆိုပြီးဆွဲပေးလိုက်တယ်သူ့ကိုကြည့်ပြီးသူမကတော့သဘောကျနေတယ်အလုပ်တွေပြီးတော့အိမ်ပြန်ကြတယ်ထို့နောက်သူမထမင်းဘူးမှာအသားမပါတာတွေ့လိုက်ရတယ်ဒါပေမဲ့သူ့ထမင်းဘူးမှာကြအသားအများကြီးပါနေတယ်သူစိတ်မကောင်းစွာနဲ့မေးတော့အသားမကြိုက်လို့သူမကပြန်ဖြေတယ်သူမလိန်နေမှန်းသိလို့ထပ်မေးတော့ရှင်တို့ကိုနှစ်သိန်းဆက်ဖို့ကျမပတ်စံစုနေတာလို့ပြောတယ်သူပိုပြီးစိတ်မကောင်းဖြစ်သွားတယ်ပြန်ဆက်ဖို့မလိုကြောင်းပြောပြီးသူမစိတ်ကြိုက်သုံးဖို့သူ့ဘဏ်ကတ်ကိုပေးတယ်သူမကမယူဘဲနေတော့ယောက်ျားပစ္စည်းမရပိုင်နဲ့လို့ပြောတော့သူမအံ့ဩပြီးကြည်နူးသွားတယ်မနက်အလုပ်တွေစစ်တော့ရန်ချင်းတို့ရဲ့ဒီဇိုင်းကကလေးလိုရှောက်ချစ်ထားတာကြောင့်မန်နေဂျာကစုတယ်စုခါခါကိုတော့ဒီဇိုင်းတည်တက်မှုကြောင့် bonus ပေးပြီးကုမ္ပဏီရဲ့နှစ်ပတ်လည်ပွဲကိုပါဖိတ်ကြားတယ်အမှန်တော့ဒါတွေဟာသူထေးကစုခါခါအတွက်လုပ်ခိုင်းထားတာတွေပါ